Okay ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာက dual meaning အဓိပ္ပာယ်နှစ်ခွထွက်တတ်တဲ့ emoji တွေအကြောင်းဖြစ်ပါတယ်တချို့ emoji တွေကမသုံးတတ်လို့ရှိလို့ရှိရင်ဒါမှမဟုတ်အဓိပ္ပာယ်အသေးချာမသိလို့ရှိလို့ရှိရင်မကောင်းတဲ့သဘောတရားတွေနောက်ပြီးတော့ sexual ဖြစ်စေတဲ့အဓိပ္ပာယ်တွေအဲ့လိုမျိုးအဓိပ္ပာယ်တွေရှိတဲ့ emoji တွေအများကြီးရှိပါတယ်เนาะအဲ့တော့ကိုကဘာမှန်းတော့မသိဗီဒီယိုတစ်ပုဒ်အောက်မှာ emoji တစ်ခုခုကို comment မှန်းလိုက်ပြင်မဲ့ dual meaning အဓိပ္ပာယ်ထွက်နေတဲ့ emoji ဖြစ်လို့ရှိလို့ရှိရင် video creator ကလည်းပဲကိုအမြင်ဆောင်စေတဲ့အကွက်တွေရှိတယ်เนาะမင်္ဂလာပါ DJ ကိုရဲ့ founder ကိုစရာဖြိုးပါ Okay အဲ့တော့ဘလို့ emoji တွေကဒီလိုအဓိပ္ပာယ်တွေတက်အောင်စေလဲဆိုတာစက်ကြည့်လိုက်အောင်ဒါကတော့တခြားတစ်ဖက်မှာ sexual ဘိုင်းအဓိပ္ပာယ်တက်အောင်စေတဲ့ emoji ဖြစ်ပါတယ်ဒါလေးကလည်းကြည့်လိုက်လို့ရှိလို့ရှိရင်တစ်တော်သီးလို့ပန်းသီးလို့ထင်ရပါမယ်တကယ်တမ်းသူ့ရဲ့တခြားအဓိပ္ပာယ်ဒီအမျိုးသမီးတယောက်ရဲ့ body part တစ်ခုခုကိုရည်ညွှန်းပါတယ်เนาะဒီ emoji လေးကတော့ I'm dead ငါတို့ဒိုးပြီဆိုတဲ့အဓိပ္ပာယ်ပါဒါပေမဲ့တချို့နေရာတွေမှာကျတော့ငြိမ်နေမရှိဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်စေပါတယ်။ဒါတွေကလည်းမကောင်းတဲ့အဓိပ္ပာယ်တက်ရောက်စေတဲ့ emoji တွေဖြစ်ပါတယ်။အဲ့လို dual meaning ဖြစ်တတ်တဲ့ emoji တွေကတစ်ခုချင်းစီသုံးတာကြတော့တိတ်ပြဿနာမရှိဘူး။လူမျိုးနှစ်ခုသုံးခုပေါင်းပြီးတော့သုံးတဲ့အခါကျတော့ပို့ပြီးတော့စိုးရတဲ့အဓိပ္ပာယ်တွေကိုထွက်စေပါတယ်နော်။အဲ့ဒီထဲမှာအဆိုးဆုံးကတော့ဒီ emoji ဖြစ်ပါတယ်။တော်တော်များများလဲသုံးတတ်သလို emoji တွေက emoji တွေထဲမှာလည်းမသုံးတတ်လို့ရှိရင်အဆိုးဆုံး emoji တစ်ခုဖြစ်ပါတယ်။ဘာတော့လဲဆိုတော့ဒီ emoji လေးရဲ့အဓိပ္ပာယ်ကကျေးဇူးတင်ပါတယ်ဆူတောင်းပေးနေပါတယ်လို့အဓိပ္ပာယ်ထွက်ပေမဲ့တခြားတစ်ဖက်မှာကျတော့ဗာလဲဆိုတော့တောင်းပန်ပါတယ်နော်ကျေးဇူးပြုပြီးတော့ငါ့ကိုလုပ်ပေးပါနော်ဆိုတော့အဓိပ္ပာယ်တက်ရောက်ပါတယ်အဲ့ဒီ emoji ကိုအပေါ်က18အပေါင်း emoji တွေ sexual emoji တွေနဲ့တွဲပြီးတော့သုံးပြီးလို့ရတော့ဗျာငါ့ကိုအဲ့ဒီကိစ္စတွေကျေးဇူးပြုပြီးလုပ်ပေးပါလို့အဓိပ္ပာယ်တက်ရောက်စေပါတယ်နော်အဲ့တော့ dual meaning emoji တွေအကြောင်းကိုတော့ဒီဗီဒီယိုလေးကနေတေချာလေးသိလောက်ပြီလို့ထင်ပါတယ်ခင်ဗျအဲ့တော့ emoji တွေကိုတကယ်တမ်းအဓိပ္ပာယ်တွေတေချာမသိလို့ဆိုရှင်မသုံးဖို့တော့အကြံပေးချင်ပါတယ်ခင်ဗျအကောင်းတဲ့ emoji တွေအများကြီးရှိတယ်เนาะကောင်းတဲ့ emoji အသေးလေးတွေတို့လက်မထောင်တာလေးတွေတို့တဲလေးတွေတို့အဲ့လိုဟာမျိုးလေးတွေတော့သုံးတာမရှိပါဘူးဒါတွေကdual meaning emoji တွေမဟုတ်ပါဘူးအဓိပ္ပာယ်တစ်ခါမထွက်ပါဘူးเนาะသူတို့ရဲ့အဓိပ္ပာယ်ဒီတစ်မျိုးတည်းပဲရှိပါတယ်ဒါပေမဲ့ခုနကကျွန်တော်အပေါ်မှာပြောခဲ့လို့အဓိပ္ပာယ်နှစ်ခွထွက်စေတဲ့ emoji တွေကိုသုံးပြီးလို့ရှိရင်တော့ဒါနည်းနည်းကိုယ့်အတွက်လည်းမကောင်း video creator အတွက်လည်းမကောင်းဘူးပေါ့နော်TikTok video creation TikTok marketing နဲ့ပတ်သက်ပြီးတော့နောက်လဲဘူးသူဒရစရာအကြောင်းအရာတွေကိုအများနဲ့တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ digital ကို like and follow လေးလုပ်ခဲ့ပေးပါအောင်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်